ုန်းကြီးတို့တွေအတိတ်ကကုသိုလ်ကောင်းမှုရှိခဲ့သည့်အတွက်ကြောင့်အခုလူဘဝရရှိပြီးတော့လာကြတယ်အမတ်တမဲ့မနေသေးညဘူးလူဘဝရတယ်ဆိုတာအတိတ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသိုလ်တရားကိုမေ့ပြီးတော့ထားမယ်ဆိုရင်ဒီကုသိုလ်ကံစွမ်းအားတွေဟာတနေ့ကျတော့ကုန်သွားမှာနောက်ထပ်မဖြစ်ဘူးဆိုရင်ကုသိုလ်ကံစွမ်းအားတွေကုန်သွားပြီးတော့နောက်ဆုံးမှာကုသိုလ်တွေအရှိန်ကုန်တဲ့အခါမှာဖြစ်လာမှာကတော့အကုသိုလ်တွေပဲကုသိုလ်ကတားဆီးထားသည့်အတွက်ကြောင့်အကုသိုလ်တွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အမတမပူပြင်းတဲ့အရာဒီမှာပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုံသွားပြီဆိုလို့ရှိရင်အကုသိုလ်ဆိုတာတွေရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေကြုံရကြတယ်ဒါကြောင့်မို့လို့ကုသိုလ်ဟာသစ်ပင်နဲ့အလားတရံတူလို့ကုသိုလ်ပင်မျိုးစိုက်ပျိုးကြခြင်းတို့စိုက်ပျိုးဖို့လိုအပ်တယ်ဒါဖြင့်ကောင်းပြီကုသိုလ်လုပ်ချင်တယ်ဆိုတဲ့အခါဘယ်နေရာမှာကုသိုလ်လုပ်ကြမလဲစိုက်ပျိုးတယ်ဆိုတဲ့အနေအထားအားဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်တွေစိုက်ပျိုးဖို့အတွက်အကောင်းဆုံးသောလယ်မြေတာဆိုတာတန်ခါပဲဖြစ်တယ်လို့အနုတ္တရံပုညခိတံလောကတလောကရဲ့အကောင်းဆုံးလယ်မြေဟာတန်ခါပဲဖြစ်တယ်လို့ဆိုတာဟောထားခဲ့တာရှိတယ်ပေါ့ဘာဖြစ်လို့အကောင်းဆုံးလယ်မြေလို့ပြောရတယ်လဲလို့ဆိုရင်တစ်ပင်တစ်ပင်သို့မဟုတ်သီးနှံပင်တွေစိုက်ပျိုးပြီးဆိုလို့ရှိရင်မြေကောင်းရေကောင်းကိုရွေးချယ်ရမြေကောင်းရေကောင်းမှတစ်ပင်ရဲ့အသီးနှံတစ်ဆနှစ်ဆမကအစပေါင်းများစွာရရှိနိုင်အကယ်၍မြေညံ့ပြီဆိုရင်အပင်ပေါက်တော့လည်းပဲထိုအပင်ကအသီးများစွာမထွက်လာဘူးတဲ့ဒါကြောင့်မို့အပင်လဲတန်အသီးတွေလည်းများတဲ့မြေမျိုးကိုရွေးချယ်ပြီးတော့စိုက်ကြဒါမို့ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာလည်းပဲတန်ခါကိုလှူဒန်းတာဟာအမတမရရှိလာတဲ့အကျိုးတရားတွေအမတမထူးကဲနိုင်တယ်ဒီလိုဆိုတာဒါကြောင့်မို့လို့တန်ခံတရဏံဂစ္ဆာမိလို့ဘုရားဘာသာဝင်တွေဆိုတဲ့တန်ခါသည်ဆင်းရဲဒုက္ခမှကင်းကွာအောင်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်နိုင်တယ်လို့တန်ခါဟာတို့ရဲ့ဘဝဒုက္ခတွေကိုဖယ်ရှားနိုင်တယ်လို့ယုံကြည်လက်ခံပါတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့တန်ခံတရဏံဂစ္ဆာမိလို့ခေါ်တရဏဆိုတာဆင်းရဲဒုက္ခတွေကိုဖယ်ရှားခြင်းအကာအကွယ်ပေးခြင်းလို့အဓိပ္ပာယ်ဥပမာပဲတစ်ပင်အောက်ဝင်နေဆိုတဲ့ပုဂ္ဂိုလ်တွေကဘာရည်ရွယ်ချက်နဲ့ဝင်တာတော့ဆိုနေရဲ့အပူဒဏ်ကိုတစ်ပင်ကကာကွယ်ပေးလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တစ်ပင်အောက်ဝင်တယ်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်တစ်ပင်ရဲ့အရိပ်မှာလူတွေဟာနေရဲ့အပူဒဏ်ကအကာအကွယ်ရပြီးတော့အေးမြချမ်းသာကြထို့တူပဲတန်ခံတရဏံဂစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကတန်ခါသည်ဆင်းရဲဒုက္ခတွေကတို့ကိုအကာအကွယ်ပေးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့တန်ခံတရဏံဂစ္ဆာမိလို့ဒီလိုဆိုတာဒါဖြင့်ဘယ်လိုအကာအကွယ်ပေးတာလဲဆိုတာတော့သိဖို့လိုအပ်တယ်ပေါ့ဆင်းရဲဒုက္ခတွေကသက်သာသွားအောင်ဘယ်လိုတွေအကာအကွယ်ပေးတယ်လဲဒီနေရာမှာတန်ခါဆိုတာဘာကိုခေါ်တာလဲဆိုတာကိုဘုန်းကြီးတို့တွေနားလည်ဖို့လိုအပ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေတန်ခံတရဏံဂစ္ဆာမိလို့မကြာခဏဆိုလေးရှိကြတရဏဂုံဆိုနေကြအဲ့တော့တန်ခါဆိုတာဘာကိုခေါ်တာလဲလို့ဆိုမေးတန်ခါဆိုတာအခုခေတ်တချို့လူတွေပြောနေတဲ့
သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တူတဲ့ကိုသွားပြီးတော့တန်ဃာလို့ခေါ်တာမမှန်ဘူးတန်ဃာဆိုဒီမှာဘုန်းကြီးတစ်ပါးတည်းကိုရင်တစ်ပါးတည်းဥစဉ်တစ်ပါးတည်းကိုတန်ဃာလို့မခေါ်ဘူးတန်ဃာလို့ဆိုဒီမှာအဖွဲ့အစည်းလို့အဓိပ္ပာယ်ရတယ်ဘယ်လိုနည်းနဲ့ဖွဲ့စည်းထားတာတော့လို့ဆိုဒိဋ္ဌိသီလတမ္မညဒိဋ္ဌိသီလတမ္မညေနတံခတိတပံဃောဒိဋ္ဌိသီလတမ္မညတံခာတေနတံခတိတပံဃောလို့ဆိုတဲ့အတိုင်းအမြင်ချင်းတူတယ်ကိုချင်းသီလချင်းတူတယ်အမြင်ချင်းလည်းတူရမယ်ကိုချင်းသီလချင်းလည်းတူတယ်အဲ့ဒီအမြင်ချင်းတူကိုချင်းသီလချင်းတူတဲ့ပုဂ္ဂိုလ်တွေရဲ့အဖွဲ့အစည်းကိုတန်ဃာလို့ဒီလိုပြောအဲ့ဒီတန်ဃာဟာတူတဲ့ကိုတန်ဃာမခေါ်ဘူးဆိုတာကိုသတိထားဖို့လိုအပ်တယ်တန်ဃာဆိုတာအဖွဲ့အစည်းကြီးတစ်ခုလုံးကိုရည်ညွှန်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားဖြစ်သူရောက်တဲ့အခါမှာပထမဆုံးသာသနာဝင်လာတာရှင်ကွန်းတေညတူရဲပဲရှိသေးတယ်ပြီးတဲ့အခါကျတော့ဝပ္ပမထေရတို့ဗတ္တိယမထေရမဟာနာမထေရအတ္တစီမထေရဆိုပြီးတော့ပစ္စဝဂီ၅ပါးဆင့်ငယ်သာသနာဝင်လာကြတဲ့အခါသာသနာမှာပထမဆုံးပစ္စဝဂီ၅ပါးဆိုတဲ့တန်ခါအဖွဲ့အစည်းတစ်ခုပေါ်လာခဲ့တယ်ပေါ့အဲ့တော့တန်ခါဆိုတဲ့အဖွဲ့အစည်းဟာဘယ်နှပါးရှိရတယ်လဲလို့ဆိုရင်ဝီနီးကျမ်းကအရာဆိုလို့ရှိရင်၄ပါးအ ਨੇ ဆုံးရှိရ၄ပါးရဲ့အထက်ကိုမှတန်ခါလို့ခေါ်တယ်၄ပါးနဲ့၄ပါးအထက်ကိုတန်ခါလို့ခေါ်တယ်တစ်ပါးနှစ်ပါးသုံးပါးကိုတန်ခါလို့မခေါ်ဘူး၄ပါးကအထက်ကိုတန်ခါလို့ဆိုတယ်တန်ခံတရဏံကိစ္ဆာမိဆိုတာတစ်ပါးတည်းကိုကိုးကွယ်တာမဟုတ်ဘူးနှစ်ပါးကိုကိုးကွယ်တာမဟုတ်ဘူးတန်ခါသုံးပါးကိုကိုးကွယ်တာမဟုတ်ဘူးအစုအစည်းအဖွဲ့အစည်းတစ်ခုအ ਨੇ ဆုံးဝိနိကံဆောင်ရွက်တဲ့အခါမှာ၄ပါးရှိရ၄ပါးကိုမှတန်ခါလို့ဒီလိုသတ်မှတ်တယ်ဟောဒါကသုတ်တန်နီးကြတော့ဒီတစ်ပါးဆိုရင်ပုဂ္ဂိုလ်လို့ခေါ်တယ်နှစ်ပါးသုံးပါးဆိုလို့ရှိရင်အများလို့ခေါ်တယ်အဲ့ဒီအများရဲ့အစုအစည်းကိုကြတော့မှတန်ခါလို့ခေါ်တယ်အဲ့တော့ဝီနီးအဆိုရတန်ခါဟာအ ਨੇ ဆုံး၄ပါးရှိတယ်လို့မှတ်သားရမယ်ပေါ့အဲ့ဒါလို့အ ਨੇ ဆုံး၄ပါးရှိတဲ့မြတ်စွာဘုရားရဲ့တပိတာဝကအစုအပေါင်းကိုတန်ခါလို့ဒီလိုခေါ်တယ်လို့ဆိုဒီကနေ့လက်ရှိတန်ခါတွေကိုတန်မုတိတန်ခါလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကအရိယတန်ခါတွေကိုတော့အရိယတန်ခါလို့ခေါ်တယ်အရိယတန်ခါတွေရဲ့သွင်းတူဝိနည်းစိကံအတိုင်းသာသနာမှာသိက္ခာတင်ပြီးတော့သိမ်ဝင်ထားတဲ့ပုဂ္ဂိုလ်တွေကိုတန်မုတိတန်ခါတန်မုတိတန်ခါဆိုတာအရိယာလည်းပါတယ်ပုထုဇဉ်လည်းပါတယ်အဲ့ဒါလို့မြတ်စွာဘုရားရဲ့တပိတာဝကအပေါင်းဘိက္ခုယဟန်တော်လို့ဆိုတဲ့အရိယတာဝကအပေါင်းဒါတန်ခါလို့ခေါ်တယ်အမျိုးသမီးဘိက္ခုနီတွေရဲ့အပေါင်းကိုလည်းပဲတန်ခါလို့ပဲခေါ်တယ်အဲ့တော့ဘုရားလက်ထက်ကတော့ဘိက္ခုတန်ခါဘိက္ခုနီတန်ခါလို့တန်ခါဟာကိုချင်းသီလလည်းတူညီတယ်အမြင်ချင်းလည်းတူညီတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုတန်ခါလို့ခေါ်တယ်အဲ့တော့တန်ခါဆိုတာတဦးတယောက်ကိုမခေါ်ဘူးလို့ဒီလိုပြောအဖွဲ့အစည်းရဲ့နာမည်အဲ့တော့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာတဦးတယောက်မှပြုတာတဲ့အဖွဲ့အစည်းကိုရည်ညွှန်းပြီးတော့လှူတာတန်းတာဟာပို့ပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တယ်လို့ဒီလိုပြောတယ်နော်အဲ့ဒါကိုတတိထားဖို့တန်ခါကိုရည်ညွှန်းပြီးတော့လှူတယ်ဒီကနေ့လက်ရှိတန်ခါတွေရဲ့တန်ခါတွေအနေထားကနေပြီးတော့မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာတို့
အစဆုံးတန်ခါဖြစ်လာတဲ့ပိဿဝဂီတို့အဲ့ဒီမထေရရဲ့အနွယ်အဆက်အဲ့ဒီတန်ခါတွေကိုပါဥတည်ချက်ထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာအမတ္တမများတယ်လို့မြတ်စွာဘုရား။ဘာဖြစ်လို့လဲဆိုအနုတ္တရံပုညခိတံလောကတလောကရဲ့ကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့ရာအတွက်အကောင်းဆုံးကုသိုလ်မြေလွှာပဲလို့ဒီလိုဟောတာ။ဘာဖြစ်လို့အကောင်းဆုံးလို့ပြောပြကိုယ်တိုင်ကိုယ်တွေ့ဒါနကောင်းမှုတွေဒါနပါရမီဖြည့်ဆည်းခဲ့တဲ့အချိန်မှာကိုချင်းသီလနဲ့ပြည့်စုံပြီးတော့ဒီလိုတန်ခါအဖွဲ့အစည်းကိုလှူနိုင်တဲ့ဘဝဆိုတာအဝတ္တမနည်းတယ်မလှူခဲ့ရတဲ့ဘဝတွေကများတယ်ဆိုပါစို့ဝေလာမပုံနာကြီးဖြစ်တဲ့အချိန်တုန်းကအကုန်အကျများစွာခံပြီးတော့သမယေချောင်းစည်းမြအလှူကြီးပေးခဲ့တော်လည်းပဲအလှူကံပုဂ္ဂိုလ်တွေဟာကိုချင်းသီလမရှိကြတဲ့တရဏဂုံမတီကြတဲ့တာမန်ပုဂ္ဂိုလ်တွေဖြစ်တယ်။ဘာနဲ့ဥပမာတူတုံးဆိုရင်အမတန်ကောင်းတဲ့မျိုးစေ့တွေကိုကြက်တီးကုန်းမြေကြီးပေါ်မှာကျဲချရတယ်လို့ပဲ။ဟောမြေဩဇာမရှိတဲ့တွေ့ချောက်နေတဲ့ကြက်တီးကုန်းမြေပေါ်မှာကျဲချလိုက်တဲ့မျိုးစေ့ဟာပေါက်တဲ့ဟာကပေါက်တယ်မပေါက်တာမပေါက်ပေါက်လာပြန်တော့လဲလှီကလေးဆိုလိုတာကကုသိုလ်မရဘူးလို့ပြောတာမဟုတ်ဘူးကုသိုလ်ရဖို့အမတန်မှနည်းသွားတယ်ဒီလိုဆိုလိုတာနော်တန်ခါအဖွဲ့အစည်းဆိုတဲ့မြေလွှာကြတော့အဲ့ဒီလိုမဖြစ်ဘူးတဲ့အမတန်မှမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်ပျိုးလိုက်ရတဲ့အပင်ဟာဥပမာမဲ့လဲစဘာနဲ့ပြောမယ်ဆိုလို့ရှိရင်မြေမကောင်းတဲ့စီစိုက်လို့ရှိရင်တတင်းလောက်စိုက်လို့ရှိရင်10တင်းတို့15တင်းတို့တင်း50တို့ဒီလောက်ပဲထွက်မြေဩဇာကောင်းပြီဆိုရင်တင်း100ဆိုလိုတာကအစ100အစ1000ဒီလိုရနိုင်တာကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့တန်ဃာတွေကြတော့အဝတ္တမမြတ်စွာဘုရားရဲ့တပိတာဝကအရိယတန်ဃာတွေတပိတာဝကအရိယတန်ဃာတွေဟာထူးခြားတဲ့ဂုံကြီးဂုံသွေးတွေရှိကြတယ်အပကနံပိကာရဏံဝိပုလဖလပတိလာဘကရဏေနတံကောလို့ဆိုတဲ့အတိုင်းနည်းနည်းလေးလှူတာဟာအများကြီးအကျိုးရတယ်တန်ဃာတွေကကိုချင်းသီလရှိလာပြီကိုချင်းသီလရှိတဲ့ပြီးသွားတဲ့တန်ဃာတွေကိုလှူလိုက်ရပြီဆိုလို့ရှိရင်စွန်းလေးတစ်စွန်းနဲ့တည်းပဲရလိုက်တာကအများကြီးဆိုလိုတာကအရင်အနည်းကနည်းနည်းလေးအမြတ်များရတယ်လို့ဒီလိုပြောတာဒါကလှုပ်တက်လို့ရှိရင်ပို့ပြီးတော့ရမြေကလည်းကောင်းတယ်ကိုယ့်ရဲ့စိတ်နှလုံးကလည်းကောင်းတယ်ဆိုလို့ရှိရင်ပို့ရစီးပွားရေးလှုပ်တယ်လို့ပဲတစ်ပင်စိုက်တယ်လို့ပဲတစ်ပင်စိုက်တဲ့ပုဂ္ဂိုလ်ကလည်းမြေကိုလည်းရွေးတတ်တယ်မျိုးစိကောင်းကောင်းကိုလည်းရွေးတယ်စိုက်ပျိုးပြီးတဲ့အခါမှာလည်းပဲစောင့်ရှောက်မှုတွေပေးတယ်ဆိုလို့ရှိရင်ဒီတစ်ပင်ဟာသီးနှံပို့ထွက်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျိုးစိကလည်းညံ့တယ်မြေကလည်းညံ့တယ်စောင့်ရှောက်မှုကလည်းအားနည်းတယ်ရေလောင်းပေါင်းတဲ့မရှိဘူးဆိုလို့ရှိရင်တော့ဒါဒီတစ်ပင်ကလှိကြီးပဲဖြစ်နေမှာပဲအဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာမျိုးစိလည်းကောင်းဖို့လိုတယ်မြေလည်းကောင်းဖို့လိုတယ်မိမိရဲ့ကြိုးစားအထောက်မှုစိတ်နေသဘောထားဆိုတာလည်းလိုအပ်တယ်လို့ဆိုတတိထားဖို့လူတတ်တဲ့ပုဂ္ဂိုလ်တွေကပိုရတန်ဃာတွေကိုအာယုံပြုတ်ပြီးတော့လှူလိုက်တဲ့အခါမှာအပကနံပိကာရဏလက်အုပ်လေးတစ်ချိန်ခြီတာပဲဖြစ်စေဆွန်းကလေးတစ်စုံလောင်းလိုက်တာပဲဖြစ်စေပန်းကလေးတစ်ပွင့်နဲ့ပူဇော်လိုက်တာပဲဖြစ်စေနောက်ဆုံးမှဘာမှမရှိလို့ရှ िख ိုးဝှချလိုက်တာပဲဖြစ်စေအဲ့ဒီကုသိုလ်ကောင်းမှုဟာအဝတ္တမချီးပွားသွားတယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကစန္ဒာလီလို့ခေါ်တဲ့သူဆင်းရဲမကြီးသရောင်းစားမကြီးတယောက်ရှိ
အဲ့စန္ဒာလီဆိုတဲ့သံဃာမကြီးကမတမဆင်းရဲရှာဝတ်ထားတဲ့အဝတ်ကလည်းစုပ်စုပ်ပြက်ပြက်စားရတယ်လည်းထမင်းနှက်မှန်အောင်မစားရအောင်တောင်းစားလို့ရတဲ့အခါရတယ်မရတဲ့အခါမရအောင်အသက်ရလည်းကြီးလာအဲ့ဒါလို့ဆင်းရဲဒုက္ခရောက်နေတဲ့စန္ဒာလီဆိုတဲ့ဒီသံဃာမကြီးဟာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆွမ်းခံကြွတဲ့အခါမြတ်စွာဘုရားနဲ့အတူဆွမ်းခံကြွတဲ့အချိန်ရှင်မောက္ကလန်ကတိုက်တွန်းတယ်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥချီလိုက်ငေးမနေနဲ့တချို့ကတန်ဃာလမ်းတွေတောင်မှလက်ဥချီရကောင်းမှမသိဘူးဆိုရင်ကုသိုလ်ရမှမသိလို့ပါမှန်ကနော်ဘာမှလူစရာမရှိလည်းပဲတန်ဃာတွေတွေ့လို့ရှိရင်မြတ်စွာဘုရားရဲ့လက်ထက်ကအရိယတန်ဃာတွေဟာဒီလိုအဆက်အနွယ်တွေပါလားလို့ဆိုပြီးတော့လက်ဥကလေးချီလိုက်အဲ့ဒီမှာလည်းပဲစန္ဒာလီဆိုတဲ့သံဃာမကြီးဟာလက်ဥချီရမှမသိဘူးမသိတဲ့အခါရှင်မောက္ကလန်ကနေပြီးတော့လက်ဥချီဖို့သူ့ကိုပြောလိုက်ဘုရားကြွလာတာဘုရားကိုလက်ဥချီလိုက်ရှ िख ိုးလိုက်လို့ပြောလိုက်တဲ့အချိန်မှာသူရှင်မောက္ကလန်တိုက်တွန်းချက်အရာအာတတရောနဲ့မြတ်စွာဘုရားကိုလက်ဥချီလိုက်တယ်ရှ िख ိုးလိုက်မကြခင်မဲ့တန်ဃာတွေလည်းကြွသွားရောလမ်းမှာတွေ့တဲ့နွားတစ်ကောင်ကသူ့ကိုခွေလိုက်တာနဲ့အဲ့ဒီအဖွားကြီးကဆုံးသွားနော်သူ့မှာကုသိုလ်ကောင်းမှုဆိုလို့ဘာမှမရှိဘူးရှင်မောက္ကလန်ကလက်ဥချီလိုက်ရှ िख ိုးလိုက်ဆိုလို့သူလက်ဥချီပြီးတော့ရှ िख ိုးလိုက်တာဒီကုသိုလ်လေးပဲရှိတယ်ဟောတည်တဲ့အခါကျတော့သူတည်သွားတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုဗိမာန်ကြီးနဲ့သွားပြီးနတ်သမီးကြီးဖြစ်နေတယ်ဘသူကနေပြီးတော့ကဲတင်ပေးလိုက်တာတော့ဆိုမြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥကလေးချီလိုက်တာလေးကဲတင်ပေးလိုက်တာဘလောက်ဆင်းရဲဒုက္ခတွေကတက်တာသွားတယ်လဲစဉ်းစားကြည့်အဲ့တော့လောကကိုမမြင်ရတဲ့အခါကျတော့လူတွေကယုံညင်မှယုံတာလေသို့တော့ကိုလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးဟာဒီလိုရှိတယ်ဆိုဝိမာနဝတ္ထုမှာမှတ်တမ်းနေရှိတယ်ရှင်မောက္ကလန်ကိုရောမြတ်ကတကူတော်နဲ့နတ်ပြည်ကြွသွားပြီးတော့ဗိမာန်တွေကိုလိုက်ကြည့်တယ်ကြည့်တဲ့အခါမှာဗိမာန်ရှင်နတ်သားနတ်သမီးတွေကထွက်ပြီးတော့ကြောတဲ့အခါမှာဘာကောင်းမှုကြောင့်ဒီလိုဘုံဗိမာန်ကြီးရတာတော့နတ်စည်းစိမ်ဘာလို့ခံစားရတာတော့လို့ဆိုတချို့ကပြောရမှာရှက်တယ်ဘာဖြစ်လို့ရှက်တုံးဆိုလို့ရှင်သူလုပ်ခဲ့တာလေးကနည်းနည်းလေးရထားတာကအများကြီးအဲ့ဒါကြောင့်မလို့ပြောရမှာရှက်တယ်ထမင်းညိုးလေးလှူလိုက်တာနဲ့ဆွန်းလေးတစ်စွန်းလောင်းလိုက်တာနဲ့ပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့သူ့ရဲ့စေတနာတရာစွမ်းအားတွေကနေအကျိုးပေးလိုက်တာရလိုက်တာဗိမာန်ကြီးတွေနဲ့ချမ်းသာဒုက္ခတွေရနေတယ်လို့အဲ့ဒါလို့ရတာဟာမြတ်စွာဘုရားသာသနာတော်နဲ့ဂျုံတွေ့တဲ့အခါမှာဒီလိုကုသိုလ်ကောင်းမှုတွေရဲ့အကျိုးဟာတောက်ပြောင်ဖြစ်တာတဲ့တရားမင်းကြီးဆိုတာမြတ်စွာဘုရားမပွင့်ခင်ကဘုရားမပွင့်ခင်ခေတ်ကာလမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မာဂလူလင်ဘွားကနေပြီးတော့တရားဖြစ်သွားတာအာလုံးဒီဝတ္ထုကြားဖို့ရမဆလရွာမှာမာဂလူလင်ဥဆောင်တဲ့33ယောက်သောလူတွေဟာကုသိုလ်ကောင်းမှုကိုစုပေါင်းညီညာပြီးပုံညသဟာယအနေနဲ့လှုပ်ကြတက်ကြွလှုပ်ကြတာအဲ့ဒါလိုကုသိုလ်ကောင်းမှုတွေလှုပ်ပြီးတော့သိတဲ့အခါမှာတရားဖြစ်ကြဒါကအဲ့ဒီအချိန်မှာတန်ခါဆိုတာမရှိဘူးနော်တာမန်ပဲလူမှုရေးတွေအရက်ထဲမှာကုသိုလ်ကောင်းမှုတွေလှုပ်ကြတယ်တန်ခါဆိုတာမရှိဘူးနောက်ဖျားပွင့်လာတဲ့အခါကျတော့တန်ဃာတွေကိုကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရောက်လာတဲ့နတ်တွေကဘုံမိတ်မှန်တွေကလည်းတရားမင်းကြီးတို့နေတဲ့ရှေးကရောက်လာတဲ့နတ်တွေတဲ့ဘုံမိတ်နတ်တွေရဲ့ဘုံမိတ်မှန်နဲ့ပို့ပြီးတော့တောက်ပြောင်တယ်အဝတ်အစားတွေကလည်းပို့ပြီးတော့တစ်လွင်တယ်ရုပ်အဆင်းတွေကလည်းပို့ပြီးတော့လှတယ်ချမ်းသာဒုက္ခတွေကလည်းပိုကောင်းလာတယ်ဟောဖရာသာသနာတော်နဲ့ကြုံတွေ့ပြီးတော့သာသနာတွင်မှာလုံးလျရတဲ့ကုသိုလ်ကောင်းမှုတွေဟာတရားမင်းကြီးရဲ့အရှိန်အဝါ
တရားရဲ့နောက်ပါခြံရံနေရဲ့အရှိန်ဝါတဲ့ပူတောက်တယ်ဆိုလိုတာကဖျားမပွင့်ခင်ကကုသိုလ်ကောင်းမှုလုပ်တဲ့နတ်တွေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်တဲ့နတ်တွေနဲ့ဖျားပွင့်ပြီးတဲ့နောက်မှာကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်သွားတဲ့နတ်တွေရဲ့အရှိန်ဝါခြင်းဟာသိပ်ကွာခြားတယ်လို့ဆိုလို့တစ်လွင်တောက်ပြောင်မှုကအမတန်မှကွာခြားတယ်သုလရထမဟာရထဆိုတဲ့နတ်တွေဘုံမိမ္မာန်နေနဲ့ဘုံမိမ္မာန်တွေကထွက်ပြီးတော့ခန္ဓာနန္ဒာသူတို့စီးเสียရင်တွေကိုစီးပြီးထွက်လာပြီဆိုလို့ရှိရင်တရားမင်းကြီးကရှင်ပြီးတော့မထွက်ရဲဘူးလို့တောင်ဆိုတာဘာဖြစ်လို့လဲဆိုရင်အရှိန်ဝါခြင်းกว่าပဲဟောင်းတာနဲ့တစ်တာနော်တောက်ပြောင်မှုရှိတာမရှိတာအလုံးกว่าနတ်ပြည်ဆိုတာကကုသိုလ်ကောင်းမှုရဲ့အကျိုးသက်သက်ခံစားရတာလူပြည်လို့အဝတ်လဲခြင်းလို့ရတာမဟုတ်ဘူးနတ်ကကုသိုလ်ပေးတဲ့အတိုင်းပဲနေကြဒါကြောင့်မို့တရားမင်းကြီးကလူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာကြားဖို့ရတယ်မဟုတ်လားအဲ့တော့သာသနာပေါင်းမှာလုပ်တဲ့ကုသိုလ်ဟာအမှန်မှထူးခြားတယ်ဒါဘာကြောင့်လဲလို့ဆိုရင်အနုတ္တရံပုံညာခိတံလောကတ္တတန်ဃာလို့တန်ဃာနဲ့တူတဲ့ကုသိုလ်ကောင်းမှုပြုเสียနေရဆိုတာမရှိဘူးဒါကအကောင်းဆုံးပဲလို့ဒီလိုဆိုလိုတာပေါ့အကောင်းဆုံးပဲအေးနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေများများကြီးလည်းလှုပ်တာမဟုတ်ဘူးလက်ဥကလေးခြိလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ဆွန်းလေးတစ်စွန်းလှူလိုက်တာနဲ့နတ်ပြည်ရောက်တဲ့အဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေကိုရပြီးတော့ဖြစ်သွားတဲ့စိစိတ်ဥစ္စာတွေကလည်းတမ္မာနှစ်ပေါင်းများစွာကုသိုလ်ကောင်းမှုသာသနာ့ဘာအခါမှာဝေလာမပုံနာကြီးတို့လိုအကြီးကျယ်လှူဒန်းခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့အရှိန်အဝါပို့ပြီးတော့များနေတယ်ဒါဘာကြောင့်လို့ဆိုရင်မြေကောင်းလို့ဒီလိုပြောရမယ်နော်လောကမှာလည်းပဲမြေကောင်းတဲ့နေရာစိုက်တာနဲ့မြေမကောင်းတဲ့နေရာစိုက်တာအမှန်မှကွာကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးလူတွေတဲ့နတ်တွေကပို့ပြီးတော့သိကြလူတွေကတော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုသိပြီးတော့မသိကြဘူးမသိကြဘူးဆိုတာလူဘဝရလာတဲ့အခါမှာကံတရားအကြောင်းတော့ပြောကြပါရဲ့သို့တော့လူဘဝရောက်လာပြီဆိုရင်စာဝတ်နေရေးလုံးပန်းလို့ရလာတဲ့အချိန်လေးနဲ့ပျော်လို့ပါလို့ဒီလိုလှုပ်ရင်းနဲ့ဘဝတစ်ခုဟာအဆုံးသတ်သွားကြလူတွေမှာအဆုံးသတ်သွားတယ်ကြိုးစားလိုက်ကိုကြိုးစားမှကိုရတယ်ဆိုတဲ့အသိလေးနဲ့ဒီလိုနေကြတယ်သို့တော့နတ်ပြည်မှာကြတော့လုတ်ကင်စားတော့လို့ရတဲ့နေရာမဟုတ်ဘူးကုသိုလ်ကံပေါ်မှာမူတည်ပြီးတော့စားကြရတာဆိုတော့ကုသိုလ်ကံကောင်းရင်ကောင်းသလောက်အကျိုးရှိကုသိုလ်ကံညံ့ရင်ညံ့တယ်လို့ဖြစ်တယ်လူတွေကြတော့ကုသိုလ်ကံနဲ့လုံလဝိရိယအကျိုးကထင်ရှားတယ်ဒါကြောင့်မို့လူဘဝကိုဥဋ္ဌာဏဖလူပစီဝီတဲ့လုံလဝိရိယဖြင့်မှီပြီးတော့အသက်မွေးရတဲ့ဘဝမျိုးဆိုတော့လူတွေဟာကိုကြိုးစားရင်ကိုရတယ်ဆိုတော့ကုသိုလ်ကံရဲ့အကျိုးသိမသိဘူးနတ်တွေတော့မသိဘူးနတ်တွေကြတော့အဲ့ဒါလိုမဟုတ်ဘူးကမ္မဖလူပစီဝီအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတရားရဲ့အကျိုးကိုခံစားပြီးတော့နတ်တွေကသိကြကံတက်ပေါ်မှာအမိပြုပြီးတော့အသက်မွေးကြရတာဆိုတော့ကုသကံရဲ့အကျိုးကိုပို့ပြီးတော့သိတတိထားမိတယ်ပေါ့လူတွေဒါကြောင့်မို့နတ်တွေဟာသူတို့တောင်းတဆုံးဘုံဘဝဟာဘယ်ဟာလဲလို့ဆိုရင်လူဘဝပဲလူဘဝကိုသိတောင်းတတယ်ဘာဖြစ်လို့တောင်းတလဲလူဘဝရမှကုသကောင်းမှုဆိုလောက်ခွင့်ရနတ်ပြည်မှာရောကုသိုလ်ကောင်းမှုလုပ်လို့မရဘူးလားဆိုအမြဲတမ်းအခွင့်နည်းတယ်လို့ဒီလိုပြောလူပြည်မှာဒါနကောင်းမှုလုပ်ခြင်းလည်းရတယ်သီလဆောက်တည်ခြင်းလည်းရတယ်ကမ္မထံဘာဝနာပွားများလို့ရတယ်ဒါကြောင့်မို့လို့နတ်တွေကနေကြည့်လိုက်လို့ရှိရင်လူဘဝဟာရခဲ့တဲ့ဘဝတစ်ခုဖြစ်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နိုင်လို့သို့တော်လူတွေကလှုပ်ကြသလားလဲဆိုတော့မလှုပ်ဘူးမိမိလျော်ရောနေကြတဲ့လူတွေကများတယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေသာလဲနတ်ပြည်နတ်ချမ်းသာကိုခံစားကြရတာဒါကြောင့်မို့လို့နတ်ပြည်ကနတ်တွေကလူဘုံကိုသူတိဘုံလို့သတ်မှတ်ကြတယ်နတ်ပြည်ကနတ်တွေသိလို့ရှိရင်လူပြည်ကိုရောက်ဖို့သူတို့မှာစိတ်ဆန္ဒရှိကြဘာဖြစ်လို့လဲဆိုလူပြည်ရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုထပ်လုပ်တယ်လုပ်ပြီးရင်နတ်ပြည်ကိုပြန်သွားကြတယ်
ဒါကြောင့်မို့လို့လူပြေနေခြင်းလို့လာတာတော့မဟုတ်ဘူးနော်လူနဲ့နတ်နဲ့ဆိုဘလောက်ကွာခြားတယ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့အနံ့နတ်တွေကမခံနိုင်ဘူးတဲ့လူတွေကသာကိုယ်အနံ့ကိုမှုေးနေကြတာလေနတ်တွေကတယုဇနာလောက်ကလူတွေရဲ့အနံ့ကိုမခံနိုင်ကြဘူးတဲ့ဟုတ်တော့ဟုတ်တော့တယ်နော်တရိစ္ဆာန်ယုံနဲ့သွားကြည့်ရင်တရိစ္ဆာန်တွေရဲ့အနံ့ကိုလူတွေကမခံနိုင်ဘူးလေအဲ့ဒီအနံ့ကိုမခံနိုင်ဘူးလူတွေရဲ့အနံ့ကိုလည်းပဲနတ်တွေကမခံနိုင်ဘူးနတ်နဲ့ဟောအဲ့တော့လူတွေကတော့ကိုယ်အချင်းချင်းကိုမှုေးနေကြတာပဲတရိစ္ဆာန်တွေကလည်းသူတို့အချင်းချင်းကြတော့မှုေးနေကြတာပဲနော်နေသားကြပြီးတော့မှုေးကြိုင်နေကြအေးလူတွေရဲ့ချမ်းသာဒုက္ခနဲ့နတ်တွေရဲ့ချမ်းသာဒုက္ခဆိုတာအလွန်တရာကွာခြားတယ်တဲ့အလွန်တရာကွာခြားပေမဲ့လို့သူတို့ကလူပြည်ဖြစ်ချင်တာဘာကြောင့်လဲလို့ဆိုရင်ကုသိုလ်ပင်မျိုးစိုက်ပျိုးခြင်းလို့လူပြည်လာချင်တာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နော်လူပြည်ဟာကုသိုလ်လုပ်ဖို့ခွင့်ရည်တွေအများကြီးရှိတယ်ဒါကြောင့်မို့လူပြည်လာချင်ကြတယ်ကောင်းပြီလူပြည်မှာကုသိုလ်လုပ်ဖို့အကောင်းဆုံးဆိုတာဘာလဲလို့ဆိုတန်ခါပဲနော်တန်ခါဟာအကောင်းဆုံးကုသိုလ်လုပ်ဖို့နေရာကြီးတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာဒီပြင်နေရာမှာမရှိဘူးနော်တန်ခါခုံ၉ပါးထဲမှာအနုတ္တရံပုံညခတံလောကတာလောကသားတို့ရဲ့ကုသိုလ်ကောင်းမှုစိုက်ပျိုးရာလေမြေတာနဲ့တူတာဟာတန်ခါပဲလို့ဘာဖြစ်လို့တန်ခါကိုပြောရတယ်လဲဆိုအပကဏံပိကာရဏံဝိပုလဖလပတိလာဘနည်းနည်းလေးလှုပ်တာအများကြီးရနိုင်ဗမာတွေပြောလို့ရှိတယ်ညောင်စိတ်လေးလောက်လှူတော့ညောင်မင်းကြီးလောက်ရတယ်ဆိုတဲ့အကျိုးမျိုးပေးနိုင်တာတန်ခါပဲရှိတယ်ဒီလိုဆိုတော့အဲ့တော့တန်ခါဆိုတာဘုန်းကြီးတွေလှူတာဒီလောက်အကျိုးရလားလို့ဆိုဘုန်းကြီးတစ်ပါးတည်းကိုလှူတာပြောတာမဟုတ်ဘူးတန်ခါကိုလှူတာကိုပြောတာနော်အဲ့ဒါကိုကွဲပါစေနော်တန်ခါနဲ့ဘုန်းကြီးတစ်ပါးနဲ့မတူဘူးဆိုတာကိုယ်ရည်ရွယ်ချက်ကတန်ခါကိုရည်ရွယ်ရမယ်ပုဂ္ဂိုလ်ကိုမရည်ရွယ်ရဘူးပုဂ္ဂိုလ်ဆိုတာတခါတလေအမြင်တော်တာရှိခြင်းရှိမယ်အမြင်မတော်တာရှိမယ်ကောင်းတာရှိတယ်မကောင်းတာရှိတယ်တန်ခါဆိုတဲ့အဖွဲ့အစည်းကြတော့မကောင်းဘူးဆိုတာမရှိဘူးအရိယာမြတ်စွာဘုရားရဲ့တပိတာဝကအဖွဲ့အစည်းကိုလှူပါတယ်အဲ့ဒီထဲမှာပုဂ္ဂိုလ်တဦးကကိုယ်စလဲသာဖြစ်တယ်ကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကကိုယ်စလဲသာကိုယ့်ရဲ့ရည်ရွယ်ချက်ကပုဂ္ဂိုလ်မဟုတ်ဘူးတန်ခါကိုရည်စူးတယ်လို့စိတ်ကိုအဲ့ဒါလို့ထားထားရမယ်နော်အဲ့ဒါလို့ထားတတ်လို့ရှိရင်မြတ်စွာဘုရားကဒက္ခိဏဝိပင်္ဂသုတ်မှာဟောထားတာကိုမှတ်သားသင့်တယ်နောင်တစ်ခေတ်မှာတဲ့ကိုချင်းတရားတွေပြက်ပြားလာတဲ့အခါမှာဘုန်းကြီးတွေကဘာဖြစ်လာယဟန်တွေကဘာဖြစ်လာလဲလို့ဆိုရင်နောက်ဆုံးမှာပထမတော့သင်္ကန်းဝတ်ထားကြသေးတယ်နောက်ဆုံးရောက်တဲ့အခါကျတော့အဲ့ဒီသင်္ကန်းကိုမဝတ်တော့ဘူးသင်္ကန်းရောင်လေးကိုလက်ပင်ပတ်ထားတာဒါဘုန်းကြီးဆိုတဲ့သင်္ကေတလေးအဲ့လောက်ပဲကျန်တယ်နောက်တစ်ခေတ်မှာအဲ့ဒီလိုတန်ကယဟန်မျိုးကိုဂုတ္တရဘူးလို့ခေါ်တယ်တကယ်ကောင်းမြတ်တဲ့အနွယ်တွေကိုဖြည့်ဆည်းပြစ်သူနောက်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့ဒါမရှိဘူးလို့မထင်နဲ့ခဏိဂျပန်နိုင်ငံမှာရှိနေပြီနော်ဂျပန်နိုင်ငံမှာရှိနေဘုန်းကြီးတို့တီဟိုနေတုန်းကဂျပန်ဘုန်းကြီးတဲ့ဇင်ဗုဒ္ဓဇင်းကိုလာပြီးတော့ပို့ချသူကဘုန်းကြီးတွေရဲ့ရှေ့မှာရေးတယ် Reverend လို့ဆိုတာရေးထား Reverend လို့ရေးထားတယ်သူကြည့်လိုက်တော့လေဘိုကေနဲ့ necktie နဲ့နော်ဘောင်းမီရှည်နဲ့ဒီလိုလာတော့လူဝတ်ကြောင်မှတ်မဟုတ်ဘူးသူလိပ်စာကတ်တို့သူအခန်းတို့ရေးထားတာကြည့်လိုက်တော့ Reverend လို့ရေးထားဟောဒါဘုန်းကြီးလားလို့ဆိုဟုတ်တယ်တဲ့ဘုန်းကြီးဂျပန်ဘုန်းကြီးနော်ဂျပန်ဘုန်းကြီးတဲ့အဲ့ဒီဂျပန်ဘုန်းကြီးကဇင်ဗုဒ္ဓဘာသာအကြောင်းကိုလာပြီးတော့ပို့ချလိုက်တော့ဘယ်ချိန်မှာဘုန်းကြီးအပင်ဆောင်တော့ဆိုလို့ရှိရင်
ဘာသာရေးအခမ်းအနားတစ်ခုလုပ်တဲ့အခါကျတော့အပေါ်ကဝတ်ယုံကြီးတစ်ခုခြုံပြီးတော့ဘုန်းကြီးအသွင်ဆောင်ဒီပြင်ချိန်မှာတော့သူကသားနဲ့မယားနဲ့နော်သားနဲ့မယားနဲ့နေတာဒါဂျပန်ပြည်မှာတကယ်ရှိနေပြီပေါ့အဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးဆိုရင်ကိုရဆန်ကဂျပန်ဘုန်းကြီးတစ်ပါးဆိုလို့ဗမာနိုင်ငံကဗမာအမျိုးသမီးတစ်ယောက်နဲ့အိမ်အောင်ကြပြီဟိုလွန်ခဲ့တဲ့2 နှစ်လောက်ကရန်ကုန်လာပြီးတော့သူအမျိုးသမီးကအလုံးလုံးအလှလှတဲ့အခါမှာအဲ့ဒီဂျပန်ဘုန်းကြီးလည်းပါလာဘာသာရေးခန္ဓာလုပ်တဲ့အခါတော့သင်္ကန်းတို့ဝိယုံခြုံလိုက်တယ်ဒီပြင်အချိန်ရောက်တဲ့အခါကျတော့ပစိုးနဲ့အင်ကြီးနဲ့လူဝတ်ကြောင်နဲ့နေတယ်ဟောအဲ့ဒါမျိုးဟာမြတ်စွာဘုရားဟောခဲ့တဲ့ခွတ်တရဘူးဆိုတဲ့ယဟန်မျိုးဖြစ်သွားတယ်ပေါ့အဲ့ဒီမြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်ဆိုအဲ့ဒါလို့ခွတ်တရဘူးဆိုတဲ့ယဟန်မျိုးခေတ်ရောက်လာတဲ့အခါမှာတဲ့တန်ဃာကိုရည်စူးပြီးတော့လှူမယ်ဆိုလို့ရှိရင်တောင်မှပဲကောင်းကျိုးချမ်းသာတွေအများကြီးရနိုင်ပါသေးတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်နော်လှူတာကသူ့ကိုလှူတာမဟုတ်ဘူးတန်ဃာကိုရည်စူးရမှာနော်ကိုယ့်ရဲ့ရည်စူးချက်ကတန်ဃာကိုရည်စူးအဲ့ဒါလို့ရည်စူးတတ်ပါစေပုဂ္ဂိုလ်တယောက်အနေထိုင်မတတ်တာနဲ့မပြစ်မှားရဘူးတန်ဃာကိုရည်စူးရကိုရည်စူးတာဒါကတန်ဃာဆိုတာမြတ်စွာဘုရားရဲ့တပိဿဝကအစဉ်အဆက်ကလာခဲ့တဲ့အဖွဲ့အစည်းတစ်ခုရည်ညွှန်းတာအေးကောင်းပြီတန်ဃာဆိုတာတန်ဃာဆိုတဲ့အဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်ပြည့်စုံရမယ့်အင်္ဂါရပ်တွေကတော့ဘာတွေလဲလို့ဆိုရင်အလုံးသိတဲ့အတိုင်းသုပ္ပတိပန္နောဘဂဝတောတာဝကတန်ဃောတာဝကတန်ဃာဆိုတာမြတ်စွာဘုရားတပည့်ရဲ့အစုအဝေးအဖွဲ့အစည်းဒီလိုဆိုလို့ဘုရားရဲ့တပည့်လို့နာမည်ခံထားရင်အဲ့ဒီထဲကအဖွဲ့ဝင်လောကမှာအခုလည်းဘာအသင်းညာအသင်းဆိုတာရှိတယ်မဟုတ်လားအခုလည်းဆောင်းလောင်းသင်းတို့ဘာလို့ဆိုတာရှိတာပဲလေအဲ့ဒီအသင်းဆိုတာတယောက်တည်းကိုခေါ်တာမဟုတ်ဘူးအဖွဲ့အစည်းကိုခေါ်တယ်အဲ့ဒါလိုပဲတန်ဃာဆိုတာအဖွဲ့အစည်းကိုခေါ်တယ်မြတ်စွာဘုရားရဲ့တပည့်အသင်းဝင်အဲ့ဒီအသင်းဝင်ဆိုတဲ့အခါမှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိဒါဟာပုဂ္ဂိုလ်နဲ့ဆိုင်အသင်းနဲ့မဆိုင်เนาะအေးဒါကြောင့်မို့အဲ့ဒါကိုခွဲခြားပြီးတော့မြင်ထားရမမြင်လို့ရှိရင်လုံးပြီးတော့ပြောမိတတ်တယ်အဲ့ဒါမှားတယ်ပေါ့လုံးပြီးပြောရင်ကိုယ်မှအပြစ်ဖြစ်မယ်လုံးပြောเสียမလိုဘူးဗမာစကားတွေလည်းပြောတယ်မဟုတ်လားခြေမမကောင်းခြေမလက်မမကောင်းလက်မလို့ဆိုမကောင်းတာကပုဂ္ဂိုလ်နဲ့ဆိုင်တယ်တန်ခါနဲ့မဆိုင်တန်ခါနဲ့မဆိုင်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တပိဿဝကဆိုတာသုပ္ပတိပန္နမဂ္ဂင်၈ပါးအကျင့်တရားမှန်မှန်ကန်ကန်ကျင့်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘာလဲပြောမယ်ဆိုသီလသမာဓိပညာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိကသမာဓိသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပကပညာလို့ဟောသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကောင်းမွန်စွာကျင့်တယ်လို့ကျင့်နေစေပုဂ္ဂိုလ်တွေကိုသုပ္ပတိပန္နာလို့ဒီလိုခေါ်တယ်မြတ်စွာဘုရားတပည့်သားဆိုလို့ရှိရင်သာသနာပေါင်းဝင်လိုက်ကြတဲ့ကကိုချင်းသီလဆောက်တည်ရတယ်ကိုချင်းသီလမရှိဘဲနဲ့တပည့်သားမဖြစ်ဘူးကြည့်လေခုနတုန်းကပိဋကတရားနာတော့မယ်ဆိုလို့ရှိရင်ငါးပါးသီလဆောက်တည်လိုက်ကြတယ်ငါးပါးသီလဆောက်တည်ထားတဲ့အခုပိဋကဟာငါးပါးသီလပြည့်စုံနေတဲ့ပိဋကပဲလူတိုင်းမေးကြည့်ဒီချိန်မှာငါးပါးသီလဘယ်သူမှမချိုးဖောက်ဘူးစောင့်တည်ထားတဲ့ငါးပါးသီလပြည့်ပြည့်စုံစုံရှိနေကြသီလရှိနေကြအဲ့ဒါလိုပဲသာသနာပေါင်းဝင်ပြီးတော့ယဟန်တစ်ပါးသာသနာပေါင်းရောက်လာတာနဲ့တပြိုင်နက်သီလပြည့်စုံသွားအဲ့ဒီပြည့်စုံသွားတဲ့သီလဟာယဟန်တော်တွေမှာပါရာဇိကသိက္ခာပုဒ်၄ခုကိုမကျူးလွန်မဖောက်ပြက်အေးသမျှကာလပတ်လုံးယဟန်ဘဝမဆုံးရှုံးသေးဘူးသူကဒီလိုဆိုလိုတာပေါ့နော်မဆုံးရှုံးသေးတော့ယဟန်ဆိုတဲ့အဖြစ်ကသူ့အယုတ်သိမ်းမခံရသေးဘူးပေါ့အေးအဲ့ဒါလို့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ဒီအကျင့်တွေကိုကျင့်နေတာသုပ္ပတိပန္နလို့ခေါ်နောက်တစ်ခါဥစုပ္ပတိပန္နဖြောင့်မတ်တယ်
မဂ္ဂင်၈ပါးအကျင့်တရားဟာနိဗ္ဗာန်ကိုသွားတဲ့လမ်းဟာတကယ်ကိုဖြောင့်မတ်တဲ့လမ်းဖြစ်တယ်အဲ့ဒီ